ကဲဒီတစ်ခါမှာတော့ဆိုင်မှာသွားဆိုင်ရင်ဈေးကြီးတဲ့ကြက်ဥကြော်မနှက်စာကိုအိမ်မှာပဲဈေးတက်လေးနဲ့ကြော်စားကြမယ်အရင်ဆုံးကြက်ဥနှလုံးကိုဖောက်တင်မယ်အရသာအတွက်ငရုတ်ကောင်းတဲ့စားလေးထည့်ပြီးရင်တော့ cooking cream လေးကိုနည်းနည်းထည့်မယ်ဒါမှကြက်ဥသားလေးကအီလေးနဲ့ပို့ပြီးစားလို့ကောင်းပါပါပြီးရင်တော့အကုန်လုံးရောပြီးခောက်ပြီးစီမလေးကအသေးအရွက်လေးပါထည့်ပြီးစားခြင်းနဲ့ဆိုတော့မုံလာဦးလေးကိုလည်းအခွန်နှွာပြီးတော့အတုံးသေးသေးလေးတွေတုံးတာတုံးလို့ပြီးဇိမ်းလို့လည်းအတုံးလေးတွေတုံးထားမယ်အသေးအရွက်ကိုတော့ချစ်တငယ်ချင်းတို့ကြိုက်တာတုံးသွားပြီးလို့ရပါတယ်ပြီးရင်တော့လန်တစ်က12ကျက်နဲ့ဝယ်လာတဲ့အမဲသားဘေကန်လေးပါထည့်မယ်ကျုပ်တွေတခါတည်းထည့်ကြော်မှာဆိုတော့အတုံးလေးတွေတုံးတာပြီးတော့အိုးထဲကိုထောပတ်လေးထည့်မယ်ကျုပ်ကိုတော့မီးအေးလေးနဲ့ပဲကြော်သွားပေးရမှာပါအရင်ဆုံးလှီးထားတဲ့ဘေကွန်လေးတွေထည့်ပြီးကြော်မယ်ပြီးတော့အသေးရွက်လေးတွေပါထည့်ပြီးကြော်မယ်အရသာလိုရင်တော့စားနဲ့ငွေကောင်းလေးထည့်ပေးပါအသေးရွက်လေးတွေကြက်ပြီးဆိုရင်တော့ခုနကခောက်ထားတဲ့ကြက်ဥလေးတွေကိုထည့်မယ်တေချာလေးနှံ့အောင်မှုပေးပြီးတော့အဖုံးလေးနဲ့အုပ်ပြီးမီးအေးလေးနဲ့တည်ထားပေးလိုက်မယ်ဒီနေရာမှာအပူချိန်အရမ်းပြင်းရင်အောက်ခြေကတူးသွားတတ်ပါတယ်အခုလိုမျိုးအပေါ်ရန်တင်းတင်းလေးရပြီဆိုရင်အဆင်သင့်ဖြစ်ပါပြီစီတီတော့ကတော့ကြက်ဥမွေကြော်လေးလို့ပေါ့ကြက်ဥနှလုံးကိုပကံလုံးတစ်ခုတည်းဖောက်ထည့်ပြီးတော့စားနဲ့ငရုတ်ကောင် cooking cream လေးပါနည်းနည်းထည့်ပြီးခောက်ထားလိုက်တယ်ပြီးရင်တော့အိုးထဲကိုထောပတ်လေးထည့်ပြီးကြော်ပါမယ်အိုးအပူချိန်ကိုလည်းအနှိမ်ဆုံးမှာထားပေးထားပါအိုးလေးနည်းနည်းပူလာရင်ခောက်ထားတဲ့ကြက်ဥတွေကိုထည့်အဆက်မပြတ်လေးမှုသွားပေးလိုက်ကြက်ဥလေးတွေတင်းတင်းလေးဖြစ်လာရင်အိုးကိုမီးနဲ့ခွာပေးထားရပါမယ်အဆက်မပြတ်လေးမှုသွားပေးပြီးရင်တော့အီလေးနဲ့ကြက်ဥမှုကြော်လေးကအစင်းသင်းဖြစ်ပါပြီပြီးရင်တော့ဘေကန်လေးတွေပါထည့်ချွတ်လေးဖြစ်လာရင်ဖယ်ထားမယ်တွဲစားဖို့ပေါင်မုံမီးကင်လေးလည်းအစင်းသင်းဖြစ်ပါပြီအခုဆိုရင်တော့ဘေကွန်ကြက်ဥကြော်လေးနဲ့ကြက်ဥမှုကြော်လေးကလည်းအစင်းသင်းဖြစ်နေပါပြီအားလုံးပေါင်းပြင်ဆင်ချိန်ကတော့15မိနစ်လောက်ပဲကြာပြီးတော့အရသာရှိနဲ့စတိုင်ကြကြလေးမနှက်စာကိုစားကြမယ်ဒါလေးကတော့ပစ္စည်းမလေးအတွက်ချစ်တငယ်ချင်းတို့စားပါဦးကြက်ဥလေးကလည်းစိမ့်စိမ့်လေးဘေကွန်ကြော်လေးနဲ့ပေါင်မလေးနဲ့တွဲပေးထားတော့အိုးအရန်ကိုမိုက်ပါကော်ဖီလေးနဲ့တွဲတောက်မယ်ဆိုရင်တော့ပို့ပြီးတော့အရသာရှိသွားမှာပါဒူဘိုင်းမှာအခုလိုမျိုးမနှက်စာကိုအပြင်မှာထွက်စားမယ်ဆိုရင်100နီးပါးလောက်ကျနိုင်ပြီမဲ့အိမ်မှာကြော်စားတော့20ကျော်လောက်နဲ့အဆင်ပြေသွားပါတယ်ကဲအခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြော်ရေတုပ်အဝတ်နဲ့အုပ်